နယူးယောက်မြို့ကအထက်40မြင်းနဲ့မိုးမြော်တိုက်ကြီးဒေသမှာကပန်းနဲ့ကိုအင်းခွန်404ရဲ့မြကြီးတစ်စင်းကိုပါအေးအေးဆေးဆေးထည့်လို့ရတဲ့အေယာမကူကြီးတစ်ခုကဘာပေါ်မှာရှိတယ်ဆိုတာကဖြစ်နိုင်ပါမလားဒါကတာမလူသူမနည်းတဲ့တောနဲ့ထဲမှာပဲနှစ်ပေါင်းများစွာပုံကွယ်နေခဲ့တဲ့ဗီယက်နမ်နိုင်ငံကစွန်တောင်းကူကြီးပဲဖြစ်ပါတယ်သူစနာကဒီလောက်ကြီးမားတဲ့ကူကြီးကို1990ပြည့်နှစ်အထိဘသူကမှမသိခဲ့ကြပါဘူးဒေသခံမို့ဆိုတယောက်ကမတော်တဆရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီးတော့မှ2009ခုနှစ်ကြာမှကဘာကတိအောင်ဖော်ထုတ်နိုင်ခဲ့တာပါဒီကူထဲမှာကိုပိုင်ရာသီဥထုကိုပိုင်တိမ်တိုက်တွေနဲ့ကိုပိုင်တောအုပ်လေးတစ်ခုပါရှိနေတာကတကယ် lost wall ပါပဲကူရဲ့အမိုးတချို့နေရာတွေမှာဆိုလို့ရှိရင်အပေါက်ကြီးတွေဖြစ်နေတာမို့လို့နေအောင်ကြီးကကူတဲ့အထိကိုတိုက်ရိုက်ကျရောက်ပါတယ်ဒီလိုနေရာတွေမှာဆိုလို့ရှိရင်တော့စိမ့်ဆုပ်နေတဲ့တောအုပ်လေးတွေကပေါက်ရောက်နေပါတယ်ကူထဲမှာမြစ်တစင်လည်းရှိပါသေးတယ်ဒါကအခြားကဘာတစ်ခုကိုရောက်သွားတယ်လို့မျိုးရှင်သက်ရှုမှလာအောင်မှလှပလွန်တဲ့လှတရားကိုခံစားရမှာပဲဖြစ်ပါတယ်ဒီကူထဲကိုဝင်ရောက်ဖို့ဆိုတာကတော့အေဝရက်တောင်တက်ရတာထက်တောင်မှပိုပြီးတော့မှခက်ခဲပါတယ်တစ်နှစ်ကိုလူဦးရေ450ကနေပြီးတော့မှ1000ဝန်းကျင်ပဲဝင်ခွင့်ပြုတာဖြစ်ပြီးတော့မှလက်မှတ်ရဖို့အတွက်ဆိုလို့ရှိရင်တော့တစ်နှစ်လောက်ကြိုတင်စောင့်ဆိုင်းရပါတယ်ကူထဲမှာရှိတဲ့ Great Wall Vietnam လို့ခေါ်တဲ့မီတာ80မြင့်နဲ့ကျောင်းနေရကြီးကိုကျော်ဖြတ်ရတာကလည်းစိန်ခေါ်မှုအပြည့်ပါပဲတဘာဝတရားကဖန်တီးထားတဲ့ဒီလိုထူးခြားဆန်းပြားတဲ့နေရာကြီးကလူသားတွေရဲ့စိတ်ကူးယဉ်မှုကိုအနာယူထားတာပဲဖြစ်ပါတယ်မိတ်ဆွေဆိုလို့ရှိရင်ရောတာမန်ခီးစဉ်တွေထက်စားလို့ရှိရင်အခုလိုမျိုးလိုဝက်ဆန်းကျဲတဲ့ဂူကြီးထဲမှာစွန့်စားကန်အနေနဲ့သွားကြည့်ချင်လားကိုယ့်ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်